Hello, Minglaba. Welcome back to Speak with Burmese. I'm your host, Zoo. In today's episode, we are excited to welcome a very special guest, Ma Itanzin, a former journalist, editor, and presenter at VOA, Voice of America, and the current host of the Inside Myanmar podcast. In this conversation, we will explore news and media in Burmese, how information is shaped, and how stories are told. This podcast series is usually designed for intermediate learners and above, but starting this year, we are also planning Q&A sessions and discussions-based episodes for beginners, so everyone can learn at their own pace. If you ever learned something with us and would like to support our work, you are very welcome to contribute through the Support My Journey link in the comments below. And if you are interested in taking Burmese classes with us, feel free to reach out at info.akkhaya.mm@gmail.com. Thank you for learning Burmese with us. Hello, Minglaba Ma. မင်္ဂလာပါစု ဟုတ်နေကောင်းလားမ နေကောင်းပါတယ်ရှင်ဇူကနေကောင်းပါလား ဟုတ်ကဲ့နေကောင်းပါတယ်ရှင်မတွေ့ရကြပြီနော် ဟုတ်တယ်ဟိုတလောကတွေ့ရတစ်လားနှစ်လားလောက်ကြာသွားပြီထင်တယ် ဟုတ်ကဲ့ဒါဆိုရင်ညီမတို့စလိုက်ကြမယ်နော်ပထမဆုံးအနေနဲ့အမနာမည်မိတ်ဆက်ပေးပါဦး အမနာမည်ကတော့အီတန်စင်ပါ အမလက်ရှိဘယ်မှာနေလဲ အခုကအမကအမေရိကန်ပြည်အောင်စုဝါရှင်တန် DC မြို့တော်မှာနေပါတယ်ရှင် ဘာအလုပ်လုပ်ပါလဲ အမသတင်းတောက်တစ်ယောက်ပါ ဘာဝါသနာပါလဲ အမကအားတဲ့ချိန်မှာစာအုပ်တွေဖတ်ရတာဝါသနာပါပါတယ်နောက်ပြီးတော့ဒီတဘာဝတရားမှာလမ်းအကြာကြီးရှောက်သွားရင်းနဲ့အတွေ့တွေတွေ့ရတာဝါသနာပါပါတယ်ရှင် အခုလက်ရှိရောဘာတွေလုပ်နေလဲ အခုလက်ရှိကအမကဒီ podcast အတန်သွင်းပြီးတော့တင်ဆက်တာမှာတင်ဆက်သူဖြစ်လုပ်နေပါတယ် ဒါဆိုရင်အရင်တုန်းကရောအမဘာတွေလုပ်ခဲ့ပါလဲ အမအရင်တုန်းကအမေရိကန်ပြည်အောင်စုအစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်အမကအမေရိကန်ပြည်အောင်စုက American အတန်လို့ခေါ်တဲ့ Voice of America မြန်မာဌာနမှာဟိုသတင်းတောက်အနေနဲ့လုပ်လာတာ10နှစ်လောက်ရှိခဲ့ပါတယ်နောက်ပြီးတော့တားလေးမွေးတဲ့အချိန်မှာကျတော့အလုပ်ကနေခဏနာထားပြီးတော့အခုတော့ဒီ podcast ကိုတင်ဆက်သူအဖြစ်အချိန်ပြည့်ပြန်ပြီးတော့အလုပ်လုပ်နေပါတယ်ရှင် ဟုတ်ကဲ့ပါအမဒါဆိုရင်ညီမတို့ပထမဆုံးသတင်းအကြောင်းအရင်ပြောကြမလားသတင်းတွေကလူအဖွဲ့အစည်းအတွက်ဘာကြောင့်အရေးကြီးတယ်လို့ထင်ပါသလဲ နေ့စဉ်ဘဝမှာကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှန်ဖို့အတွက်ဆိုလို့ရှိရင်ဒီကဘာတဝမ်းနိုင်ငံရေးတွေစီးပွားရေးတွေအကြောင်းချက်တွေကိုလူတစ်ယောက်အနေနဲ့စိတ်ဆက်ဆက်သိထားသင့်ပါတယ်အဲ့ဒါမှလေကိုယ့်ရဲ့နေ့စဉ်ဘဝမှာဆုံးဖြတ်ချက်မှန်တွေကိုချနိုင်မယ်လို့ထင်တာပေါ့နော် နောက်ထပ်မေးခွန်းကအစိုးရပိုင်မီဒီယာလွတ်လပ်မီဒီယာလူထုမီဒီယာတွေကြားကကွာခြားချက်တွေကိုရောရှင်းပြပေးလို့ရမလား ဟုတ်ကဲ့အစိုးရပိုင်မီဒီယာဆိုတာကတော့ဒီနိုင်ငံတစ်ခုခုရဲ့အစိုးရကထောက်ပံ့ခြင်းနဲ့လဲပတ်ရတဲ့သတင်းမီဒီယာဌာနပေါ့နော်အဲ့လိုမျိုးသတင်းမီဒီယာကကြတော့သူ့ကိုထောက်ပံ့ထားတဲ့အစိုးရရဲ့ဆုံးဖြတ်ချက်အနေနဲ့အများလွှမ်းမိုးမှုရှိတယ်လို့ယူဆပါတယ်လွတ်လပ်တဲ့မီဒီယာဆိုတာကတော့ကိုတင်ပြခြင်းတဲ့သတင်းအကြောင်းအရာအချက်လက်တွေကိုတရားမရှိဓာမရှိဂျားတွေကနေစင်ဆာဖြတ်တာတီးဖြတ်တာမရှိဘဲနဲ့သတင်းတောက်တွေအနေနဲ့ကိုတင်ပြခြင်းတဲ့အကြောင်းအရာတွေကိုပုံမှန်လင်းလင်းတင်ပြနိုင်တာကိုတော့လွတ်လပ်တဲ့သတင်းမီဒီယာလို့မှတ်ယူပါတယ်လူထုမီဒီယာဆိုတာကတော့အများပြည်သူကတင်ဆက်တဲ့သတင်းမီဒီယာလို့ယူဆပါတယ်အများပြည်သူကကိုသိတဲ့အချက်လက်တွေကိုတခြားပြည်သူတွေသိသင့်တယ်လို့ထင်တဲ့အတွက်မျှဝေတာပြောဆိုတာကိုလူထုမီဒီယာလို့ယူဆပါတယ်ရှင် မြန်မာသတင်းလောကမှာရောသတင်းတင်ဆက်သူတွေကြုံရတဲ့အခက်အခဲတွေကဘာတွေဖြစ်မလဲ မြန်မာသတင်းလောကမှာသတင်းတင်ဆက်သူတွေအနေနဲ့ကကြုံရတဲ့ပြဿနာတော်တော်များများကတော့ဒီ sensor တီးဖြတ်မှုပိုင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေကြောင့်တချို့ကြတော့လေကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်စေတခြားတစ်ယောက်ရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်စေကိုတကယ်တင်ပြခြင်းတဲ့အကြောင်းအရာတွေကိုပွင့်ပွင့်လင်းလင်းတင်ပြဖို့မဝင့်မရဲဖြစ်တတ်ကြပါတယ်တချို့ကြတော့လေကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ဒီနေရာအကြောင်းအရာတွေကိုပွင့်ပွင့်လင်းလင်းဖော်ပြတာနာမည်တက်ပြီးတင်ဆက်တာမလုပ်ရတာတွေလည်းရှိတတ်ကြပါတယ် ဟုတ်ကဲ့ရှင်ဟုတ်
အမအနေနဲ့ရောသတင်းတင်ဆက်သူတယောက်အနေနဲ့ကိုကာကွယ်ခဲ့ရတဲ့အချိန်တွေရောရှိပါသလား သတင်းတင်ဆက်သူတယောက်အနေနဲ့ကတော့ကျမကနာမည်အတုလည်းမသုံးခဲ့သလိုဒီရုပ်မြင်သံကြားပေါ်မှာလည်းအမြဲတမ်းပုံမှန်တင်ဆက်သူအဖြစ်လည်းဆက်လက်ပြီးတော့ရပ်တည်ခဲ့ပါတယ်မကြောက်ဘူးဆိုတာတွေတော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့လည်းဒီကိုလုပ်ရမယ့်အလုပ်အတွက်အဆုံးဖြတ်ချက်ချပြီးတော့ပေါ့နော်ကိုတင်ဆက်ရမယ့်သတင်းကိုဗတ်မလိုက်ဖဲနဲ့မျှမျှတတတင်ဆက်နိုင်ဖို့အကောင်းဆုံးကြိုးစားပြီးတော့တင်ဆက်ခဲ့ရပါရှင်ဒါဆိုရင်သတင်းလုပ်ငန်းလုပ်တဲ့အခါမှာတတိနဲ့တာဝန်ယူမှုကြားကိုရောဘယ်လိုချိန်ညှိရပါသလဲလူတိုင်းကတော့ကြောက်တတ်ကြတဲ့သူတွေပါပဲတတိရှိတယ်ဆိုတာထက်စာရင်ကိုယ်မှာရွေးချယ်ရမယ့်လမ်းစုံလမ်းကွာရောက်လာပြီဆိုလို့ရှိရင်တော့ကိုအလုပ်တာဝန်နဲ့ကိုရွေးချယ်ရမယ့်လမ်းကိုဆုံးဖြတ်ရတာပါပဲဘေးဖြစ်မှုအ ਨੇ ဆုံးနဲ့ကိုယ့်ရဲ့တာဝန်အကျေဆုံးဖြစ်အောင်လို့ဆုံးဖြတ်ချက်ချပြီးတော့ရှေ့ဆက်ပြီးတော့သွားဖို့ဆုံးဖြတ်ရတာပဲဖြစ်ပါတယ်ရှင်ဒီဘက်ခေတ်မှာသတင်းအတုတွေ social media တွေမှာများလာတာကြောင့်တာမန်လူတွေအနေနဲ့ရောသတင်းတစ်ပုဒ်ကိုယုံကြည်သင့်မယုံကြည်သင့်ဘယ်လိုစစ်ဆေးနိုင်မလဲသတင်းတစ်ပုဒ်ကိုတွေ့ပြီဆိုလို့ရှိရင်လူမှုကွန်ရက်မှာပဲဖြစ်စေရုပ်မြင်သံကြားမှာပဲဖြစ်စေဘယ်ကမဆိုသတင်းတစ်ခုကိုကြားလို့ရှိရင်ချက်ချင်းမယုံလိုက်ပါနဲ့ဒီသတင်းကမှန်မမှန်ဆိုတာကိုတခြားအချက်လက်တွေနဲ့တိုက်ပြီးတော့ကြည့်ပါဒီသတင်းမီဒီယာတစ်ခုကဒီလိုမျိုးပြောတယ်ဆိုတာနဲ့ဒီသတင်းကအမှန်တရားဆိုပြီးတော့တထစ်ချသတ်မှတ်လို့မရပါဘူးနောက်သတင်းမီဒီယာတစ်ခုကနေသွားဖတ်ကြည့်ပါနောက်ရှုထောင့်တစ်ခုကနေပြီးတော့စဉ်းစားကြည့်ပါနောက်ပြီးတော့ဒီအကြောင်းအရာကိုပဲတခြားကိုနဲ့ဆုံးဖြတ်ချက်မတူဘူးလို့ထင်ထားတဲ့တခြားဘက်ကသူပြောတာကိုလည်းနားထောင်ကြည့်ပါပြီးတော့မှကိုယ့်ရဲ့စင်ကြင်တုံတရားကိုသုံးပြီးတော့ဒီသတင်းမှန်မမှန်ဆိုတာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်လူငယ်တွေအတွက်သတင်းဖတ်တဲ့အခါမှာသတိထားသင့်တဲ့အချက်တွေရှိလားဟုတ်ကဲ့လူငယ်တွေသတင်းဖတ်လို့ရှိရင်သတင်းကိုစိတ်ပေါက်နားလည်အောင်ဖတ်ကြပါဒီအခုခေတ်မှာဒီအာယုံစူးစိုက်မှုနှုန်းကအာယုံစူးစိုက်မှုအချိန်ကတိုတောင်းတက်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်လက်ကင်ဖုန်းတွေလူမှုကွန်ရက်တွေပေါ်မှာဗီဒီယိုတွေတွေ့ရအခါကြလို့ရှိရင်ဟိုးရင်တုန်းကသတင်းတင်ဆက်မှုလိုမျိုးနိုင်ဝက်တနာရီလောက်သတင်းတင်ဆက်တာမဟုတ်ဘဲနဲ့9စက္ကန့်10မိနစ်စာသတင်းတိုလေးတွေကပို့ပြီးတော့ရေပန်းစားတာကိုတွေ့ရမှာပါအဲ့လိုမျိုးသတင်းတိုလေးတွေကမကောင်းလို့ပြောတာမဟုတ်ပါဘူးဒီလိုသတင်းတိုလေးတွေကလူတွေရဲ့အာယုံကိုဆွဲဆောင်နိုင်တယ်ဘာဖြစ်တယ်လဲဆိုတဲ့အကြောင်းအရာကိုဖြတ်ခနဲ့လှမ်းကြည့်ပြီးတော့သိနိုင်တယ်ဒါပေမဲ့လည်း10မိနစ်ဆိုတဲ့အချိန်ကအရန်တူတောင်းလွန်းတာကြောင့်ဒီအကြောင်းအရာကိုထဲဝင်ဝင်သိဖို့ခက်ခဲပါတယ်အဲ့ဒါကြောင့်မလို့သတင်းတိုတွေတွေ့လို့ရှိရင်ကိုကအာယုံစူးစိုက်မိတယ်ဟဲ့ဒါလေးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အိမ်မှာတယ်မရက်လိုက်ပါနဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဘာတွေဆက်ပြီးတော့သိသင့်တယ်ဘာတွေဆက်ပြီးတော့သိနိုင်မလဲဆိုတာကိုရှေ့ဆက်ပြီးတော့ရှာဖွေလေ့လာကြပါလို့ပြောချင်ပါတယ်ရှင်မြန်မာနိုင်ငံမှာဆိုရင်များသောအားဖြင့်လူကြီးလူငယ်တွေက TikTok channel ကိုအရန်အသုံးများတယ်လို့ကြားရတယ်ပေါ့နော်အဲ့တော့ TikTok လိုမျိုးလူအရန်သုံးများတဲ့ channel မှာအဲ့လိုသတင်းတုတွေအရန်အများကြီးရှိနိုင်တာဖြစ်တဲ့အတွက်အဲ့လိုမျိုး channel တွေကိုရောယုံကြည်သင့်ပါသလား TikTok ဆိုတာကတော့ဒီစီးပွားရေးလုပ်တဲ့လူမှုကွန်ရက် platform တစ်ခုပါလူမှုကွန်ရက်စင်ကြံလန်တစ်ခုပေါ့နော်ဆိုတော့ဒီ TikTok platform ပေါ်ကဗီဒီယိုတွေကပြည်သူအကျိုးအတွက်တင်ဆက်တဲ့ဗီဒီယိုတွေတော့မဟုတ်ပါဘူးကိုကျိုးအတွက်လုပ်နေကြတာတွေပါပဲအဲ့ဒါကိုဒီသုံးဆွဲတဲ့သူတွေကမမေ့ကြဖို့အရေးကြီးပါတယ်ဒီသူတို့က TikTok ပေါ်ကဗီဒီယိုတွေကကြတော့အချိန်တိုတွင်းမှာလူတွေရဲ့အာရုံစူးစိုက်မှုကိုဆွဲဆောင်တယ်ဒါပေမဲ့လည်းသူတို့ကအချိန်တိုအတွင်းမှာပဲတင်ဆက်ရတာကြောင့်မလို့အကြောင်းအရာတစ်ခုကိုထဲဝင်မပြောနိုင်ပါဘူးနောက်ပြီးတော့လည်းစီစစ်ထားတာဘာမှမရှိပါဘူးကိုပြောချင်တဲ့အချက်မှန်တယ်မှားတယ်ဆိုတာကိုဘယ်သူမှဆုံးဖြတ်ထားတာမဟုတ်ပါဘူး
လိမ်ညာတာတွေကိုပြောလဲ TikTok ဗီဒီယိုမှာပြောပြီးတော့တင်လို့ရပါတယ်မှန်တာတွေကိုပြောပြီးတော့လဲ TikTok ဗီဒီယိုမှာတင်လို့ရပါတယ်တရားဟောပြီးတော့လဲတင်လို့ရပါတယ်ဆိုတော့ဗီဒီယိုကကိုယ်ဆုံးဖြတ်ချက်နဲ့ကိုကြိုးကိုကြည့်ပြီးတော့ဗီဒီယိုတင်တဲ့သူရဲ့ကိုကြိုးတစ်ခုအတွက်သာဆုံးဖြတ်ပြီးတော့တင်ထားတဲ့ဗီဒီယိုတွေဖြစ်တာကြောင့်နားထောင်တဲ့သူတွေသုံးဆွဲတဲ့သူတွေဒီသတင်းကိုဖတ်တဲ့သူတွေကတော့ကိုယ့်ရဲ့စင်ကြင်တုံတရားကိုသုံးပြီးတော့ဒီသတင်းမှန်ဒီတွေကအကြောင်းအရာတွေမှန်ပြန်ပြီးတော့စစ်ဆေးဖို့လိုပါတယ်အခုလိုအကြံဉာဏ်ပေးတာပြပေးတာကျေးဇူးပါ။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ခေတ်မှာဒီသတင်းနဲ့မီဒီယာတွေရဲ့ဖောင်းပွားမှုအဲ့ဒီအကြောင်းအရာတွေကအများကြီးအရေးကြီးလာတာဖြစ်တဲ့အတွက်ပြောပြပေးတာကျေးဇူးတင်ပါတယ်။နောက်ထပ်ခေါင်းစဉ်တစ်ခုအနေနဲ့ဇူတို့ podcast အကြောင်းကိုပြောကြမယ်နော်။ podcast ကိုရောမီဒီယာတစ်ခုအနေနဲ့ဘယ်လိုမြင်ပါသလဲ။ podcast ကပုံမှန်သတင်းမီဒီယာဒီနေ့ဆိုရင်တော့နည်းနည်းကွာခြားပါတယ်အရင်တုန်းကရုပ်မြင်သံကြားရေဒီယိုဆိုလို့ရှိရင်အစီအစဉ်တစ်ပိုင်းပြီးတစ်ပိုင်းဇက်တိုက်လာတတ်တာပေါ့နော် podcast ကြတော့နားထောင်သူတွေကိုရွေးချယ်မှုပို့ပေးပါတယ်နားထောင်သူတွေအဆင်ပြေတဲ့အချိန်လမ်းလျှောက်နေဖြစ်ဖြစ်ကားမောင်းနေဖြစ်ဖြစ်အိတ်ခဏလေးပဲဖြစ်ဖြစ်ကိုအားလက်တဲ့အချိန်မှာကိုရွေးချယ်မှုနဲ့ကိုကြားခြင်းတဲ့အကြောင်းအရာကိုရွေးချယ်ပြီးတော့ podcast နားထောင်နိုင်တာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီနားထောင်သူတွေရဲ့လုပ်ပိုင်ခွင့်နားထောင်သူတွေရဲ့ထိန်းချုပ်နိုင်ခွင့်ကိုပို့ပြီးတော့ပေးရရောက်တဲ့အတွက်နားထောင်သူတွေကိုဦးစားပေးတဲ့သတင်းမီဒီယာတစ်မျိုးဖြစ်တဲ့အတွက်အမှားတော့ရမ်းကြိုက်ပါတယ်ကိုကြားချင်တဲ့သတင်းဆိုပေမဲ့လည်းအကြောင်းအရာပေါင်းစုံရှုထောင့်မျိုးစုံကိုနှစ်ကိုကြားတယ်လီဖုန်းပြောသလိုမျိုးရင်းနှီးအငွေးအသက်နဲ့ဧည့်သည်ရောတင်ဆက်တဲ့သူရဲ့အတန်ကိုပါနားထောင်နိုင်တဲ့အတွက် podcast platform ကတခြားသတင်းမီဒီယာ platform ထဲမှာအသစ်တစ်မျိုးလို့ဖြစ်နေတာပါအဲ့အတွက်လည်းပို့ပြီးတော့အာရုံစူးစိုက်မှုရှိတယ်နောက်ပြီးတော့ဒီလိုမျိုး podcast platform ကလည်းလူတွေနားထောင်တဲ့သူရဲ့တင်ဆက်တဲ့သူရဲ့ဧည့်သည်ရဲ့ကြားထဲမှာရင်းနှီးမှုကိုလည်းပိုတိုးစေပါတယ်သတင်းတင်ဆက်တာနဲ့ podcast ဖန်တီးရတာမတူတဲ့အချက်တွေရောရှိလားမတူတဲ့အချက်တွေကရောဘာတွေဖြစ်မလဲသတင်းတင်ဆက်တာနဲ့ podcast မှာတင်ဆက်ရတာမတူပါဘူးအစတုန်းကတော့တိတ်ပြီးတော့မကွဲဘူးလို့ထင်ပေမဲ့လည်းအခု podcast တင်ဆက်သူဖြစ်လောက်လာတာကြားလေကွဲပြားမှုကိုပို့ပြီးတော့သိလာရလေဖြစ်ပါတယ်သတင်းတင်ဆက်တာကကြတော့ညွန့်မြင့်တန်ကြားမှာအချိန်ပိုင်းလူပြီးတော့တင်ဆက်ရတာဖြစ်ပါတယ်ဒီရုပ်မြင်သံကြားမှာလွှင့်ဖို့အချိန်1မိနစ်30တနာရီဆိုတာကကိုယ့်အတွက်ခွဲတန်းချပေးထားတဲ့အချိန်မှာအဲ့ဒါကြောင့်မလို့နားထောင်သူနဲ့ရင်းနှီးမှုစကားဖလှယ်ဖို့အချိန်ကြာယူဖို့ခက်ခဲပါတယ်နောက်ပြီးတော့ရုပ်မြင်သံကြားမှာတင်ဆက်တာကကြတော့နည်းနည်းနှွေးထွေးမှုတိတ်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့သတင်းအချက်လက်မှန်ကန်မှုကိုဦးစားပေးပြီးတော့တင်ဆက်ရတဲ့အတွက်ကိုယ့်ရဲ့ခံစားချက်ကိုပြောချင်တဲ့အကြောင်းအရာတွေကိုအချိန်လစ်ဟာသွားဖို့မရှိဘဲနဲ့ဓာတ်ရိုက်ပြောရတာများပါတယ်။ podcast တင်ဆက်တာကကြတော့ခုနကပြောသလိုပဲဒီနားထောင်တဲ့သူကရွေးချယ်ပြီးတော့ကိုနားထောင်နေတဲ့အချိန်မှာနားထောင်ခွင့်ရတဲ့အတွက်တင်ဆက်ရတဲ့သူမှလည်းစိတ်ဖိအားစိတ်ဖိစီးမှုလျော့နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကတင်ဆက်သူကဧည့်သည်နဲ့စကားပြောဆိုပြီးတော့အချိန်ယူပြီးတော့ရင်းနှီးမှုရအောင်လုပ်နိုင်တယ်လို့နားဆင်တဲ့ပရိသတ်နဲ့လည်းရင်းနှီးမှုရယူနိုင်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ဒါဆိုရင်အမအနေနဲ့ရောဒီ podcast တွေတင်ဆက်ရတဲ့အခါမှာဘယ်လိုအခက်အခဲတွေကြုံရပြီးပါပြီလဲ podcast သတင်းတင်ဆက်တဲ့အခါမှာရင်းနှီးမှုရနိုင်တာကအကောင်းကျိုးပါဒါပေမဲ့ကျမရဲ့အလုပ်နောက်ခံကသတင်းတောက်အဖြစ်နဲ့ဆယ်စုနှစ်ကျော်လောက်လာတဲ့အတွက်တခါတလေကြာရင်စကားပြောတဲ့အခါမှာဇက်တောက်ဖြစ်တတ်ပါတယ်အပြင်မှာစကားပြောတာနဲ့မတူဘဲနဲ့သတင်းတင်ဆက်တဲ့အတန်မျိုးဖြစ်သွားပြီးတော့ဒီနှွေးထွေးမှုညှော်နေသွားတာမျိုးအစပိုင်းတော့ခံစားရပါတယ်အဲ့ဒါကြောင့်မလို့ podcast တင်ဆက်တဲ့အခါမှာပြန်ပြီးတော့ကိုသတိပေးရတာကဒါကရုပ်မြင်သံကြားမှာသတင်းတင်ဆက်တာနဲ့
မတူဘူးကွဲပြားတယ်ကိုပြောချင်တဲ့အကြောင်းအရာကိုအေးအေးဆေးဆေးပရိသတ်နဲ့ငကိုကြားပြောသလိုမျိုးဧည့်သည်နဲ့ငကိုကြားပြောသလိုမျိုးနွေနွေထွေထွေအေးအေးဆေးဆေးပြောနိုင်တယ်ဆိုတာကိုကိုယ့်ကိုပြန်ပြီးတော့သတိပေးရပါတယ်ရှင်ဒါဆိုရင်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ဘယ်လိုကွဲပြားမှုရှိလဲဥပမာမြန်မာလိုတင်ဆက်ရတဲ့ podcast နဲ့အင်္ဂလိပ်လိုတင်ဆက်ရတဲ့ podcast တွေမှာရောမတူတဲ့အချက်တွေရှိလားဥပမာခံစားချက်ပဲဖြစ်ဖြစ်ဘယ်လိုအခက်အခဲမျိုးရှိလဲပေါ့နော်ဗမာလိုပြောရတာနဲ့အင်္ဂလိပ်လိုပြောရတာသတင်းတင်ဆက်တာ podcast တင်ဆက်တာမှမဟုတ်ပါဘူးလူတွေကကိုပြောတဲ့ဘာသာစကားပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့အပြုအမူကလည်းပြောင်းလဲသွားပါတယ်တင်ပင်သက်သက်လုံးယူတာမဟုတ်ပေမဲ့လည်းကိုမသိတဲ့အချိန်မှာကိုယ့်ရဲ့အပြုအမူအပြုအမူနောက်ပြီးတော့အမူအရာအကုန်လုံးကအနည်းနဲ့အများတော့ပြောင်းလဲသွားတတ်ကြတာပါဥပမာပြောရရင်ကျမရဲ့မွေးမိခင်ဘာသာစကားကမြန်မာဘာသာစကားဖြစ်ပါတယ်အဲဒါကြောင့်မလို့မြန်မာလိုပြောလို့ရှိရင်မြန်မာအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ပို့ပြီးတော့နူးညံ့ပျော်ပြောင်းတဲ့လေသံအမူအရာကိုအလိုလိုပြောင်းလဲသွားပါတယ်တမင်လုံးယူကြတာမလို့ပဲနဲ့ချစ်ချင်းကိုပြောင်းလဲသွားတာပါအင်္ဂလိပ်လိုပြောတာကတော့ငငယ်လေးကအင်္ဂလိပ်စာသင်လာတယ်ဒါပေမဲ့လည်းအမေရိကန်ပြည်အောင်စုမှာအလုပ်လုပ်တော့မှအင်္ဂလိပ်ဘာသာစကားနဲ့အလုပ်သဘောအရပြောရတာဖြစ်တဲ့အတွက်ကိုကတိတိကျကျတွတ်လက်လက်ဖြက်လက်လက်နောက်ပြီးတော့ကိုပြောချင်တဲ့အကြောင်းအရာကိုထိထိမိမိပြောတာကအင်္ဂလိပ်ဘာသာစကားနဲ့အလေးကျင့်ဖြစ်နေတာပါဒါကြောင့်မလို့ကျမကအင်္ဂလိပ်လိုပြောလို့ရှိရင်အပိုတွေတိတ်ပြီးတော့ပြောရမှာကိုဝင်လေးပါတယ်ကိုလိုရင်းတို့ရှေ့ရအောင်ပြောတယ်နောက်ပြီးတော့အဲ့ဒါကြောင့်လို့ကျမအနေနဲ့ပြောရမယ်ဆိုရင်တော့အကယ်၍ရန်ဖြစ်မယ်ဆိုလို့ရှိရင်ကျမအနေနဲ့အင်္ဂလိပ်ဘာသာစကားကိုရွေးပြီးတော့ရန်ဖြစ်မှာပါရှင်။ဘာဖြစ်လို့လဲဆိုတော့မြန်မာအမျိုးသမီးအနေနဲ့မြန်မာမိန်းကလေးငယ်အတယောက်အနေနဲ့ကြီးပြင်းလာတော့မြန်မာဘာသာစကားနဲ့ရန်ဖြစ်ရမှာအင်မတန်ဝင်လေးပါတယ်။အဲ့ဒါကြောင့်မလို့အင်္ဂလိပ်ဘာသာစကားနဲ့ကြတော့ဘာဖြစ်လို့လဲမသိဘူးပို့ပြီးတော့စိတ်ထဲမှာကိုပြောချင်တဲ့အကြောင်းအရာကိုစိတ်ခံစားချက်ကိုလိုချင်တဲ့အကြောင်းအရာကိုပြက်ပြက်သားသားပို့ပြီးတော့ပြောရတာမှာအဆင်ပြေရလို့ခံစားမိပါတယ်ရှင်အဲ့ဒီတစ်ချက်တော့အမနဲ့ဇူနဲ့တူတယ်လို့ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာစကားပြောတဲ့အခါမှာဆိုရင်တော့လူတစ်ယောက်ကိုရင့်ရင့်သီးသီးပြောရတာတို့ရိုင်းရိုင်းဆိုင်ဆိုင်ပြောရတာတို့တိတ်ဘဝင်မကျဘူးပေါ့နော်မြန်မာလိုပြောရတာဇူးကပြက်ပြက်သားသားပြောရမယ့်နေရာမာမာထန်ထန်ပြောရမယ့်နေရာဆိုရင်တော့အင်္ဂလိပ်လိုပြောရတာကပိုပြီးထိထိရောက်ရောက်ရှိပြီးတော့အားနာစရာမလိုဘူးလို့ပိုပြီးခံစားရပါတယ်ဘာလို့လဲတော့မသိဘူးပေါ့နော်အဲ့တော့ဥပမာဆိုရင်ဆဲတဲ့စကားလုံးတွေပဲထားပါတော့မြန်မာလိုဆိုရင်တော့ဘလို့မှပြောမထွက်တဲ့စကားလုံးတွေဆိုရင်အင်္ဂလိပ်လိုဆိုရင်တော့ပြောလို့အဆင်ပြေတယ်လို့ခံစားရပါတယ်ဟုတ်ကဲ့လုံးဝသဘောတူပါတယ်ရှင်မြန်မာလိုဆဲဖို့အင်မတန်ဝင်လေးပါတယ်အင်္ဂလိပ်လိုကြတော့တချင်းတွေထဲမှာဆဲတဲ့အကြောင်းအရာကြားလို့ရှိရင်အရန်နားခါတယ်လို့မခံစားရပါဘူးဒါပေမဲ့မြန်မာလိုပြောလို့ရှိရင်ကိုယ်စိတ်ထဲမှာတော်တော်လေးကိုမလုံးမလဲဖြစ်ပြီးတော့အရန်အံ့ဩမိပါတယ်ဟုတ်ကဲ့ဟုတ်အဲ့ဒါတော့အတူတူပဲဟုတ်ဒါဆိုရင်နောက်ထပ်မေးချင်တာကသတင်းတင်ဆက်သူတယောက်အနေနဲ့ရော podcast ဖန်တီးတဲ့လူတယောက်အနေနဲ့ရောအဲ့ဒီကာလတွေမှာမှတ်မှတ်ရရအတွေ့အကြုံတွေရောရှိခဲ့လားမှတ်မှတ်ရအတွေ့အကြုံတွေကတော့အများကြီးပါသတင်းတင်ဆက်သူဖြစ်လှုပ်လာတဲ့ဘဝက10နှစ်ကျော်တယ်ဆိုတော့အဲ့တုန်းကတော့မှတ်မှတ်ရရတယ်အများကြီးရှိပါတယ်အရန်ကုန်ယူမိတဲ့အခိုက်အတန့်ကတော့ဒီ VOA American အတန်ရဲ့သတင်းတောက်တယောက်အနေနဲ့ American ပြည်အောင်စုကသမရအိမ်ပြီးတော့ကိုတွားရောက်ခွင့်ကြတာဖြစ်ပါတယ်။အဲ့ဒီကိုတွားရောက်ပြီးတော့သတင်းတင်ဆက်ရတာမှာအရန်ကိုဂုဏ်ယူမိတာကတော့မြန်မာနိုင်ငံကအမျိုးသမီးတတိရှင်စုချီးမြှင့်ပွဲကိုကိုယ်တိုင်တက်ရောက်ပြီးတော့သတင်းယူခွင့်ရခဲ့တာအကြောင်းပါရှင်။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံဆိုတဲ့နိုင်ငံကဒီအမေရိကန်ပြည်အောင်စုရဲ့ဟိုဘက်ခြမ်းမှာရှိတာပါမြန်မာနိုင်ငံဆိုတာကနိုင်ငံကြီးလည်းမဟုတ်တလို့ကိုအတွက်ကျမအတွက်အရန်ရေးကြီးတဲ့နိုင်ငံဖြစ်ပေမဲ့လည်းလူတိုင်းအတွက်တော့ရေးကြီးတဲ့နိုင်ငံမဟုတ်ဘူးဆိုတာကိုနားလည်ပါတယ်ဒါပေမဲ့လည်း
ကိုလိုမျိုးမြန်မာနိုင်ငံကအမျိုးသမီးတယောက်အတွက်ဂုဏ်ယူပြီးတော့ချီးမြှင့်တဲ့ဆုကို American ပြည်အောင်စုရဲ့အကြီးဆုံးယာတုဖြစ်တဲ့သမ္မတရဲ့နောက်ပြီးတော့သမ္မတကတော်ကိုယ်တိုင်ကချီးမြှင့်တဲ့ဆုဖြစ်တာကြောင့် American အိမ်ပြည်တော်ကိုသွားပြီးတော့သတင်းယူခွင့်ရတာမှာအင်မတန်ဂုဏ်ယူမိပါတယ်ရှင်အရန်ဂုဏ်ယူဖို့ကောင်းတယ်နော်ဇူလဲအမအတွက်အရန်ဝမ်းသာပါတယ်အခုလိုကြားရတဲ့အတွက်ပြီးတော့အားလုံးနဲ့အတူတူအခုလိုမျှဝေပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်နောက်ဆုံးမေးခွန်းလေးတစ်ခုမေးပါမယ်အဲ့ဒါကတော့သတင်းတင်ဆက်သူဒါမှမဟုတ် podcast တင်ဆက်သူ podcaster ပေါ့နော်ဖြစ်ချင်တဲ့လူငယ်တွေရှိရင်အဲ့လိုလူငယ်တွေကိုရောဘယ်လိုအားပေးစကားမျိုးပြောချင်ပါလဲဟုတ်ကဲ့သတင်းတင်ဆက်သူဖြစ်ချင်တဲ့သူတွေ podcast တင်ဆက်သူတွေဖြစ်ချင်တဲ့သူတွေဆိုလို့ရှိရင်တော့အလေးအကျင့်များများလုပ်ဖို့အကြံပေးချင်ပါတယ်ရှင်ကိုအားတဲ့အချိန်ဆိုတာတနေ့တာမှမဟုတ်ဘဲနဲ့ဥပမာနွေရာသီအားလည်းရက်ကျောင်းပိတ်ရက်မျိုးမှာတကယ်လုပ်ငန်းခွင်မှာအလုပ်တဲ့အဖြစ်ဝင်လုပ်ကြည့်ဖို့တိုင်ပင်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခါလေကြာလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်စိတ်ကူးတွေကအလုပ်ကအင်မတန်ကောင်းတယ်လို့တွေးထားတယ်ဆိုပေမဲ့လေတကယ်အလုပ်လုပ်ကြည့်တဲ့အခါမှာလက်တွေ့မှာကိုယ်နဲ့သဘောမကျတာကိုစဉ်းစားပုံနဲ့ကိုအလုပ်လုပ်ပုံနဲ့မကိုက်ညီတာမျိုးတွေရှိတတ်ပါတယ်။အဲ့ဒါကြောင့်မလို့ကိုစိတ်ကူးထဲမှာဒီလိုမျိုးတင်ဆက်သူအဖြစ်လုပ်ချင်နေဆိုလို့ရှိရင်စမ်းလုပ်ကြည့်လိုက်ပါဒီသတင်းတင်ဆက်သူဖြစ်စေ podcast တင်ဆက်သူပဲဖြစ်စေကိုအိမ်ကနေပြီးတော့အလုပ်လုပ်နိုင်ရင်ဖြစ်စေဒါမှမဟုတ်လို့ရှိရင်လည်းတကယ်လုပ်ငန်းခွင်မှာတကယ်လက်တွေ့လုပ်နေတဲ့သူတွေရှိကနေပြီးတော့လေးလာသူတို့ဘဝအကြောင်းသူတို့နှီးစဉ်ဘဝအကြောင်းကိုအနီးကပ်လေးလာနောက်ရောက်ခံလိုက်သူတို့အလုပ်လုပ်တဲ့ပုံစံမျိုးကိုလေးလာပြီးတော့အစမ်းလုပ်ကြည့်တာကအကောင်းဆုံးလို့ထင်ပါတယ်အခုရန်ကုန်မှာပဲဖြစ်စေထိုင်းမှာပဲဖြစ်စေဘယ်နိုင်ငံမှာရောက်ကိုယ့်အတိတွေကိုမေးကိုယ့်ရဲ့ကိုယ်ရက်ကအတိမိတ်ဆွေတွေကိုအသုံးချပြီးတော့ဘယ်လိုနေရာမှာအလုပ်တင်ဖြစ်လုပ်နိုင်မလဲဆိုတာကိုစုံစမ်းပြီးတော့အစမ်းလုပ်ကြည့်လိုက်ပါရှင်ဟုတ်ကဲ့ရှင်ဟုတ်အခုလိုဝေးမြပေးတာကျေးဇူးအများကြီးတင်ပါတယ်နော်ကျေးဇူးပါရှင်ဟုတ်ကဲ့ရှင်ဟုတ်ဒါဆိုရင်နောက်မှတွေ့မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်မနောက်မှတွေ့မယ် Thank you so much for listening to this episode of Speak It Burmese. We hope today's conversation have you build confidence, expand your vocabulary, and gain new perspectives on news and media in Burmese. Thank you again for learning Burmese with us, and we'll see you in the next episode.